လေးကအိမ်မှာ chicken popcorn စားချင်နေဆိုတော့မိမိကအပြင်ကနေမှမကြွေးပဲအိမ်မှာပဲကိုယ်တိုင်လုပ်ပေးလိုက်မယ်နော်အရင်ဆုံးကြက်ရင်အုံသားကိုအတုံးသေးသေးလေးတွေလှီးပေးပါပြီးရင်ကြက်သွန်မစ်ဂျင်းဟင်းချက်ဝိုင်စား chicken powder ပဲငယ်ပြာရည်နဲ့ငယ်နဲ့ oyster sauce နည်းနည်းထည့်ပေးပါအားလုံးကိုတမအောင်ရောနေပြီး10မိနစ်လောက်နှက်ထားပေးပါနှက်ပြီးရင်ကြက်သားတွေကကြက်သွန်နဲ့ဂျင်းတွေကိုဖယ်ထုတ်လိုက်ပါပြီးတော့ကြက်ဥနှလုံးဖောက်ထည့်ပြီးတမအောင်ထပ်မွေပေးပါအခုဆိုကြက်သားကို bread crumbs နဲ့အပြည့်အဝကပ်ပေးလိုက်ပါဒီလိုလေးဖြစ်လာရင်ကြော်ဖို့အဆင်သင့်ပါပြီစီပူလာပြီဆိုရင်ကြက်သားတွေကိုထည့်ပြီးမြစ်လေလက်နဲ့9မိနစ်လောက်ဖြည်းဖြည်းကြော်ပေးပါအပြင်သားလေးရွှေရောင်တန်းပြီးကြွတ်လေးဖြစ်လာရင်ဆယ်ယူလို့ရပါပြီဒီလိုလုပ်ထားတဲ့ chicken popcorn ကအပြင်ဘက်မှာကြွတ်လေးနဲ့အတွင်းမှာနူးညံ့ပြီးအရန်စားကောင်းပါတယ်အပြင်ကဝယ်စားတာထက်တောင်ပိုရတာရှိပါတယ်လုပ်ရတာလဲလွယ်ကူတာမို့ဒီနည်းလေးကိုတင်ထားပြီးအိမ်မှာကိုယ်တိုင်လုပ်စားကြည့်နော်